ဗျာဒီနေ့ကတော့ကျွန်တော်ပို့ formality အကြောင်းလေးပြောပါမယ်ကျွန်တော် agency ကမေးဖြစ်ပါတယ်ဗျာ agent မေးရကျွန်တော်ပြင်ဆင်ရမယ်ဒီ size စာရန်တွေဖြစ်ပါတယ်ပို့ပေးပါတယ်ဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော် soft copy လေးနဲ့ပို့ပေးရတာဖြစ်ပါတယ်ဒါတော့ Indonesia နိုင်ငံအတွက်ပေါ့နော်ကျွန်တော် quarantine ပေါ့နော် maritime declaration နဲ့ဖြစ်ပါတယ်သူတို့နိုင်ငံထုတ်ပေးတဲ့ form တွေဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ Indonesia နိုင်ငံကျွန်တော် crew list နဲ့ပေါ့နော်ကျွန်တော် passport တွေ CC တွေမှာသူတို့ format အတိုင်းပြင်ပေးရဖြစ်ပါတယ်ဗျကျွန်တော် IMO crew list ကလည်းတွဲပေးရတယ်ပေါ့နော်ဒါကျွန်တော်ရှင်း certificate တွေဖြစ်ပါတယ်ဒါ original ကျွန်တော်ပြမှာဖြစ်ပါတယ်နော်ရှင်း certificate တွေဖြစ်ပါတယ် active ဖြစ်နေရမယ်ကျွန်တော် expire မရှိရပါဘူးဗျဒါတော့ကျွန်တော် soft copy ဖြစ်ပါတယ်ကျွန်တော် hard copy တွေပြပါမယ်ဒါတော့ကျွန်တော်တို့ custom ပေးရမှာ size နဲ့ဖြစ်ပါတယ် protocol 8 particular bones to lay this on to effect narcotics systolic on cargo manifest ပေါ့နော်စသဖြင့်ကျွန်တော်တို့ hard copy တွေပြင်ပေးတာဖြစ်ပါတယ်လက်မှတ်ထုတ်မယ်တစ်စီလုံးထုတ်မယ်ပေါ့နော် master လက်မှတ်ထုတ်မယ်စိတ်ဆုံးထုတ်ပါမယ်ဒါတော့ custom တွေဖြစ်ပါတယ်အားလုံးကိုကျွန်တော်တို့ကဒီမှာစင်းလေးနဲ့တွေ့ရတော့ဗျအတိအကျလေးဖြစ်သွားတာပေါ့နော်ဒါတော့ agent ပဲဖြစ်သွားပြီပေါ့နော်ဒါကို crew list ပါမယ် ship particular protocol vaccination list crew advert store declaration storing plan ကျွန်တော်တစောင်းလေးရှိပါတယ်ပေါ့နော်ဒါတော့ဒီဖြစ်နေကျွန်တော်တို့ကိုင်နေတည်သွားပါလိမ့်မယ်ဒါ agent ပဲဒါကြတော့ studio တော့ပေါ့နော် studio ဆိုရင် cargo plan လေးပါပါမယ်ဒါ immigration တော့ပါနော်ဒါတော့ PSC တော့ပါမယ် PSC တော့ပါနော် last PSC report တွေကတွဲပြရမှာဖြစ်ပါတယ် quarantine ကလည်းရေးကြည့်ရနော်သူတို့အိမ်မှာပါလဲဆိုတော့ vaccination list medical list နဲ့ SSCC ဆိုတော့ vaccination agent certificate တွေပါမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်တို့new COC တွေအတွက်ဖြစ်ပါတယ်နောက် oral မှာဆိုရင်တော့ကျွန်တော် general knowledge ပေါ့နော်ကုန်းသုံးတရားအနေနဲ့နော် revival နဲ့နော် revival အတွက်ကျွန်တော်တို့ပို့ပြပါတယ်ဘယ်လိုပြင်လဲဆိုတော့ကျွန်တော်အခြေခံသဘောတရားလေးပြပြဖြစ်ပါတယ် thank you ပါဗျ